back to my channel ဗီဒီယိုမတင်ဖြစ်တာတော်တော်လေးကိုကြာရပြီပေါ့နော်ဒါကတော့ December holiday တုန်းကမန္တလေးတွားထားတဲ့ vlog လေးပေါ့နော်ပကံကိုမနက်အစော6နာရီထထွက်လာပြီးမန္တလေးကို7ခွဲလောက်ရောက်ရပါတော့ hotel check in က2နာရီမှဆိုတော့ကျမတို့အဝတ်တွေထားပြီးတော့မုံအရင်တွားစားလိုက်ပါတယ်ဒါကတော့ room tour လေးပေါ့နော်တွားလေလာပြီးတော့အခုကတော့ညနေဆောင်နေပြီပေါ့နော် hotel ကနေမန္တလေးကျုံးကိုလမ်းမြင်ရတော့တော်တော်လေးကိုအဆင်ပြေပါတယ်ကျမတို့တဲခဲတာကတော့ New Wave Hotel ပေါ့နော်အခန်းလေးလည်းအရန်ကိုတန့်ပြီးပြူလည်းအရန်မိုက်ပါတယ်အခုကတော့ကပီတာမောမှာတခုခုအရင်စားပြီးတော့ရှောက်ပတ်ကြီးမှာပေါ့နော်ဘာအရင်စားလို့လာတော့မသိဘူးပေါ့နော်လမ်းတော့ကောင်းကောင်းမရှောင်းနိုင်တော့ဘူးပေါ့နော်တော့တူမဆိုတော့ပါမာရမယ်မယ်မတီးတော့ဆူရှီမာလိုက်ပါတယ်ဒါတော့ကျမတောင်ကြီးမှာအမြဲတွားစားဖြစ်နေတဲ့ကိုရီနိုကိုရီးယားခောက်ဆွဲဆိုင်လေးပေါ့နော်မန္တလေးမှာတော့ဘယ်လိုအရသာလာမယ်မတော့မသိဘူးပေါ့နော် So let's try with meအရသာတော့ကျမရုပ်ကိုပဲကြည့်လိုက်ပါတော့တောင်ကြီးဆိုင်ခွဲမှာတော့သူ့အရသာတော့ချင်းချင်းဆက်ဆက်လေးပေါ့နော်ချူချူမှချင်းချင်းအရသာလေးဖြစ်နေရပါတော့ကျမတို့ဟိုပတ်တီပတ်နဲ့ဒီဆိုင်ကိုမြင်တော့ဖြိုရည်ဝင်ဝင်လိုက်ပါတယ်အဲ့ဒီဒီဆိုင်က10ခွက်ဝင်တစ်ခွက်လက်ဆောင်ဆိုတော့3-4နှစ်နေမှမန္တလေးရောက်တဲ့ကျမဘယ်လိုလုပ်ရမှာလဲဒီနေရာလေးကတော်တော်လေးကိုထိုင်လို့ကောင်းပါလေလေတဖြူဖြူလေးနဲ့အေးချမ်းနေရောပေါ့နော်ခရီးတွေဆက်နေတော့ရောကတော့တီးခံပြီးတော့ကြည့်ပေးပေါ့နော်မမြင်မနေနိုင်တဲ့ကျမပေါ့နော်အမှန်တော့ကျမဒီမန်ရှိမှရိုက်နေတာတနားရီလောက်ရှိနေပြီပေါ့နော်ပါရီရိုက်လို့ရိုက်မှန်လေတော့မသိဘူးပေါ့နော်ကဲကြီးရဲ့လူတွေပြင်းမှာဆိုလို့ကျမလူရင်းတွေပဲပြရမှာပေါ့နော်အပြန်နေလမ်းမြင်တော့ဖုံးကားဝတဲ့အရန်လာတော့မနေနိုင်ပဲဆိုင်ထဲခဏဝင်မွေလိုက်ရပေါ့နော်စီးကြီးတော့မဝယ်နိုင်တဲ့ကျမကတော့ပြန်လဲထွက်လိုက်ပါတယ်အဲ့နာရောက်တော့ကျမတစ်ချက်စဉ်းစားလိုက်ရပါတော့ငါတန်းကောင်းမလားမတန်းကောင်းမလားဆိုဘာလို့ဆိုအရင်တစ်နေ့ကဥပိန်တတာပြူရိုက်လို့တင်ကြလို့လေနော်ပါကျလိုကားတွေနဲ့ဒီလာကန်းတာပါကျလိုကားတွေနဲ့ဒီလာကန်းတာလောက်စားလာနော်ဟိုလိုတစ်ခါကြည့်ရမလားဟုတ်တယ်လေလို့ဒါတွေပဲထနေပါဘူးဘာလဲတော့စိတ်ကလည်းရပါမယ်ကျမရောကထူချာနေလို့လားပါလားတော့မသိဘူးပေါ့နော်ကျမကိုကြည့်ရတဲ့အကြည့်ကတော့တစ်ခုခုပဲပေါ့နော်
ရေမိုးချိုးပြီးခဏနာပြီးတော့အခုမြင်တွေ့ရတဲ့ညရှုခင်လေးပေါ့နော်တချို့နေရာလေးတွေမိပြတ်တော့ကျုံးတော့တခြားလေးမြင်ရအောင်ပေါ့နော်အားတော့ကျမတို့ရဲ့ညစာလေးပေါ့နော်ဟိုတယ်ရဲ့ rooftop မှာပါလီရှိပါတယ်အစားတော့တွားဖို့ plan လေးရှိပေမဲ့အရင်ပင်ပန်းတော့အခန်းကနေပဲမှာစားလိုက်ပါတယ်office check ပါညာပေါ့နော်ဒီဝတ်စုံလေးကိုကျမတော်တော်လေးကိုကြိုက်ပါတယ် because အမဲရောင် is my favorite color လေးပေါ့နော် breakfast ကမနက်9:00နာရီထိပဲကျွေးတော့အလားပြင်ပြီးတော့အမြန်ဆင်းလာရတာပါ605နဲ့405အစားအစာတွေရောတော်တော်လေးကိုစုံပါတယ်ရွက်ကြော်တွေရောပလက်ချောင်းကြော်တွေရောကောက်ညင်းတွေရောပေါ့နော်ကျမတော့ပေါင်မုံမီကင်စားမယ်ပေါ့နော်ဂျာဆန်ဟင်းခါနဲ့ကောက်ညင်ပေါင်နဲ့မြက်ကြော်နဲ့အဲ့ပြီးတော့ပေါင်မုံကြော်နဲ့ကျမမနက်စာကိုတဝရီဆွဲလိုက်ရပေါ့နော်ကျမတို့မန္တလေးတောင်ပေါ်တို့တွားနေပါတယ်ပေါ့နော်တက်လီကစီမီယာတော့ကျမတို့လမ်းလျှောက်ပြီးတော့တဲရပါတယ်ဒီတောင်အတက်နာတော့ကြောင်တွေအများကြီးပေါ့နော်ဟေးယောဒီတောင်ပေါ်ကနေမန္တလေးမြို့ရဲ့အလှကိုတေချာလေးကိုမြင်ရနေပါတယ်ပေါ့နော်ဒီတောင်ပေါ်ရောက်လာတော့တော်တော်လေးကိုအေးပါတယ်လူကတိတ်နေမကောင်းချင်တော့ကျမအများကြီးမရိုက်ခဲရပါဘူးကျမရုပ်တော့တိခက်မိကြည့်ပြီပေါ့နော်တိတ်နေမကောင်းချင်တော့ကျမတို့ဖျားရှိခိုးပြီးဟိုဘက်ကြည့်ဒီဘက်ကြည့်ပြီးတော့ကျမတို့ကုတူတော့စီတီဖျားကိုတွားမှာပေါ့နော်Oh my god ပြောစရာစကားတွေတော့ပျောက်ဆုံးရပေါ့နော်အရင်ဟိုမှာလာတဲ့တပ်ပယ်လွန်လာတဲ့ဖျားစီတီရီတွေပေါ့နော်သူရဲ့ထူခြားချက်ကတော့တကြောင်လုံးနီးပါအဖြူရောင်တွေပဲပေါ့နော်မန္တလေးမြို့ရဲ့ရာသီဥတုကတော့တီးတဲ့အတိုင်းအရန်ပူပဲပေါ့နော်ကျမတော့ရိုက်လို့မပြီးတော့ဟိုဘက်တွားလိုက်ဒီဘက်ပြန်လာလိုက်နဲ့ရှိုးရှောင်းနေတာပေါ့နော်မတီးရင်အလှမေပြိုင်ပွဲဝင်မဲ့ဒူကြနေရပဲပေါ့နော်ဟာရမအဲ့လိုမပြောနဲ့လေကွာဒါတော့ကျမညီမတွေပေတင်ကြည့်ချင်နေဆိုလို့ပေတင်ဆရာတော့ခက်ချီချီပဲပေါ့နော်အလူငွေ1000အထက်စားထည့်ပြီးမှသူကတော့စဟောပြီးမယ်ပြောရပေါ့နော်ခုကတော့ကျမတို့မန္တလေးကျုံရောက်ပြီပေါ့နော်ခုနကတော့ကျမတို့ပြည်တင်ကြည့်ဖြစ်လာဆိုရင်တော့မကြည့်ဖြစ်ပါဘူးဘာလို့ဆို1000ကနည်းနည်းများလို့ပေါ့နော်ဒီပေါ့မင်းနဲ့စုဖျားလက်တို့ရဲ့ရုပ်ထုလေးပေါ့နော်ငငယ်တော့စာထဲမှာပဲတင်ရတော့အလောက်ထိစိတ်ဝင်စားဖို့မကောင်းဘူးနော်အခုမျက်မြင်တွေ့ရတော့တော်တော်လေးဟိုမှ
စူဆန်းချင်စိတ်တွေပြန်ပေါ်လာပြီပေါ့နော်ဒါကတော့သူတို့အတုံးပြုခဲ့တဲ့လန်တွေသားတွေပါရညာတွေပေါ့နော်ဒါကတော့ဘာရင်မဟုတ်ပါဘူးသူများတွေအဲ့ရှိမှရိုက်တာနေတော့ကျမကလည်းကျုံရောက်ဘူးဒီရှိအောင်ကျမလည်းရိုက်လိုက်အောင်ပေါ့နော်ကျမအရက်ကိုလည်းတစ်ချက်ကြည့်လိုက်ကြပါဦးကျမတို့ဒီတစ်ခေါက်မန္တလေးသွားတာနေရအနက်မလဲခဲ့ရဘူးပေါ့နော်။ဘာလို့ဆိုကျမတို့ပြင်ဦးလွန်ပန်းပွဲတော့သွားရမှာမလို့ကျမဗီဒီယိုအခုပဲရက်လိုက်ပါတော့မယ်။ Bye. See you guys in the next video.